ဆိုဗီယက်ယူနီယံတမိုင်းမှာစတာလင်ပြီးရင်အကြောက်ရဆုံးလူတစ်ယောက်1945ရော့တာညီလာခံမှာစတာလင်ကိုရန်ကတော့အမေရိကန်သမ္မတရူစပက်ကိုငါတို့ရဲ့ဟင်မလာပဲလို့မိတ်ဆက်ပေးခဲ့ရတယ်သူအဲ့ဒီလိုတိုင်းပြည်တစ်ခုလုံးကိုမထင်မှန်ထားတဲ့ခေါ်ဆောင်ထိမ့်သိမ်းခံရမှုတွေတရားဥပဒေမဲ့ဖိနှိပ်မှုတွေနဲ့အများအားချိန်ချောက်အုပ်ချုပ်ခဲ့တဲ့ဆိုဗီယက်လျှို့ဝှက်ပလက်ရန်တရားကြီးကိုနောက်ွယ်ကနေကြိုးကန်ချဲ့လဲခဲ့တဲ့သူကတော့လာဘရန်နီဘာရီယာပါ1899မတ်လ29ရက်မှာမွေးဖွားခဲ့တဲ့ဘာရီယာဟာဂျော်ဂျီယာဇာတိတူဖြစ်ပြီးသူဟာလုံခြုံရေးအဖွဲ့အစည်းချီကာမှာတာဝန်ထမ်းဆောင်ရင်1926ခုနှစ်ဒီဇင်ဘာလ2ရက်မှာဂျော်ဂျီယာလျှို့ဝှက်ရဲတပ်ဖွဲ့ OGPU ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။အဲဒီနောက်ဂျော်ဂျီယာမှာရှိတဲ့စတာလင်ရဲ့အတိုက်ခံမှန်သမျှကိုလျှို့ဝှက်ရဲတပ်ဖွဲ့အာဏာနဲ့အကျဉ်းရှင်းထုတ်ပြနိုင်ခဲ့တာကြောင့်ဒါကိုစတာလင်ကသဘောကျသွားခဲ့ပြီး1931ခုနှစ်နိုဝင်ဘာ14ရက်မှာတော့သူ့ကိုပါတီနိုင်ငံရေးတဲ့ကူးပြောင်းစေကကော်ကေးဆက်ဒေတာကွန်မြူနစ်ပါတီရဲ့အတွင်းမှုအဖြစ်တာဝန်ပေးလိုက်ပါတယ်။ဒါပေမဲ့လည်းသူကမော်စကိုမှာအရိုကြီးရချင်တာကြောင့်စတာလင်ဟာတမိုင်းမှာအကြီးကျယ်ဆုံးခေါင်းဆောင်အဖြစ်ကြံ့ရင်ချင်တဲ့အားနည်းချက်ကိုပါနဲ့ဆိုင်အသုံးချခဲ့ပါတယ်။ဒါကြောင့်1935ခုနှစ်မှာစတာလင်ကိုမြောက်ပင့်ထားတဲ့တမိုင်းသူစာအုပ်ကိုရေးကစာရေးဆရာအဖြစ်သူ့နာမည်လာဘရန်ဒီဘာရီယာလို့နာမည်တက်ထုတ်ဝေခဲ့တာကြောင့်စတာလင်ရဲ့သဘောကျမှုကိုအပြည့်အဝရယူနိုင်ခဲ့ပါတယ်။ဒါပေမဲ့ဘာရီယာရက်ဆက်မှုတွေကဒီပါတွေရက်မနေခဲ့ပါဘူး။ဘာရီယာဟာသူ့ရဲ့မတရားမှုကိုစတာလင်ထံတိုင်တန်းဖို့ကြိုးစားတဲ့အာမေနီယန်ခေါင်းဆောင်ခန်ဂျီယန်ကိုရုံးခန်းထဲမှာတနက်နဲ့ပစ်တက်ခဲ့တယ်လို့စတာလင်ရဲ့မိတ်ဆွေနက်စတာလာခိုဘာကိုလည်းညစာစားပွဲမှာအစစ်ခတ်လှုပ်ကြံခဲ့တာကြောင့်သူ့အာဏာကိုစိန်ခေါ်မဲ့သူရောစတာလင်တီတန်တဲ့မဲ့သူပါမရှိတော့တဲ့အခါကော်ကေးဆက်ဒေသတစ်ခုလုံးမှာဘာရီယာရဲ့လက်ကုပ်တဲကကြီးဖြစ်သွားခဲ့ရပါတယ်။ဒီလိုကော်ကေးဆက်မှာဘာရီယာအာဏာပြပြင်းထန်နေချိန်မော်စကိုမှာလည်း1936ကနေ1938တိလူ6,800,000ကျော်တေတံပေးခံခဲ့ရပြီးလူတန်းကျော်ဖမ်းဆီးခံရတဲ့ Great Purge လူသတ်ပွဲကြီးပွားခဲ့ပါတယ်။ဒီလူသတ်ပွဲကြီးကိုဦးဆောင်ခဲ့တဲ့ NKVD အကြီးအကဲရေဇော့ရဲ့အထိန်ကိုမရှိရက်ဆက်မှုတွေကိုစတာလင်ကိုယ်တိုင်ပန်ကြောက်လာတဲ့အခါရေဇော့ကိုထိန်းချုပ်ဖို့အတွက်ကော်ကေးဆက်ကဘာရီယာကို1938ခုနှစ်ဩဂတ်လ22ရက်မှာ NKVD ရဲ့ဒုတိယအကြီးအကဲဖြစ်မော်စကိုစီခေါ်ယူခဲ့ပါတယ်။အဲဒီနောက်ရေဇော့ရဲ့ထိန်းမနိုင်သိမ်းမြတ်တုတ်တင်မှုတွေကြောင့်ပြည်သူတွေနဲ့ပါတီအတွင်းမကျေနပ်မှုတွေမြင့်တက်လာတဲ့အခါစတာလင်ဟာပြစ်အားလုံးကိုရေဇော့တယောက်တည်းကပုံချလိုက်ပြီးသူ့ကိုရာထူးကထုတ်ချခဲ့ပါတယ်။နောက်ပိုင်းမှာတော့ရေဇော့ကိုနိုင်ငံတော်သက်စာဖောက်မှုတွေနဲ့ဆက်ဆွဲပြီးဘာရီယာကိုလည်းလျှို့ဝှက်ကွပ်မြတ်တုတ်တင်ပစ်ခဲ့တာကြောင့်ဘာရီယာ NKVD ရဲ့အကြီးအကဲဖြစ်လာခဲ့ပါတယ်။ NKVD အကြီးအကဲဖြစ်လာပြီးတဲ့နောက်စတာလင်ခိုင်းသမျှရက်ဆက်မှုမှန်သမျှကိုသွေးအေးနဲ့စီမံပေးခဲ့တာပါ။သူ့ရဲ့ရက်ဆက်မှုကိုပြသခဲ့တဲ့အထင်ရှားဆုံးတာရကကတော့1940ခါတန်ကွပ်မြတ်မှုကြီးဖြစ်ပြီးဘာရီယာဟာဖမ်းဆီးထားတဲ့ပိုလန်စစ်အရာရှိနဲ့ကျင်းသား2000ကျော်ကိုဆိုဗီယက်ရန်သူတွေဆိုဗီယက်ကွပ်မြတ်ပစ်ဖို့စတာလင်စီတရဲ့စတင်အဆိုပြုခဲ့ပြီးNKVD အတက်ဖွဲ့တွေဟာပိုလန်အကျဉ်းသား2200နီးပါးကိုခါတင်တတော်ထဲမှာတနက်နဲ့တစ်ကကွန်မြတ်ပစ်ခဲ့ကြပါတယ်။ဒါတင်မကပါဘူး။ဒုတိယကမ္ဘာစစ်တွင်းစတာလင်ထုတ်ပြန်ခဲ့တလမ်းမှနောက်မဆုတ်ရအမိန့်ကိုဘာရီယာရဲ့ကြီးကြပ်မှုအောက်မှာ NKVD တက်ဖွဲ့တွေကအကောင့်နဲ့ဖော်ခဲ့ပါတယ်။အဲ့ဒီအမိန့်ဟာ NKVD တက်ဖွဲ့တွေဟာရှေ့တန်းတပ်တွေရဲ့နောက်မှာစောင့်ကြည့်နေရယူပြီးနောက်ဆုတ်လာတဲ့စစ်သည်တွေကိုဖမ်းဆီးတာစစ်မျက်နှာစီပြန်ပို့တာအမိန့်ကိုမလိုက်နာပဲထွက်ပြေးတဲ့သူတွေနဲ့နောက်ဆုတ်ဖို့ကြိုးစားတဲ့သူတွေကိုလည်းတနက်နဲ့ပစ်ကွမြတ်နိုင်တဲ့အာဏာကိုအသုံးပြုခဲ့ကြပါတယ်။ဒီလိုနဲ့ပဲဘာရီယာရဲ့ရက်ဆက်ပြတ်သားတဲ့လုပ်ရက်တွေနဲ့အတူဒုတိယကမ္ဘာစစ်ကြီးပြီးဆုံးသွားချိန်မှာတော့စတာလင်ဟာစစ်အတွင်းမှာသူ့အမိန့်မှန်တဲ့ဘက်ကိုသွေးအေးနဲ့အကောင့်ထဲပေါ်ပေးခဲ့တဲ့ဘာရီယာကိုအမေရိကန်နဲ့ရင်ပေါင်တန်းနိုင်မှုအတွက်1945ခုနှစ်ဩဂတ်လ20ရက်နေ့မှာအနုမြူပုံဆိုင်ရာကုမ္ပဏီကိုဖွဲ့စည်းပြီးဆိုဗီယက်နျူကလီးယားစီမံကိန်းရဲ့အဓိကထိပ်သီးပဲတာဝန်ပေးလိုက်ပါတယ်။ဒါကြောင့်ဘာရီယာဟာနျူကလ িয়ার နည်းပညာအနိုင်ရဖို့အတွက်အမေရိကန်ရဲ့မန်ဟတ်တန်စီမံကိန်းထဲတည်ဆိုဗီယက်တချို့တွေကိုလွှတ်ကမန်ဟတ်တန်စီမံကိန်းထဲကဂျာမန်နယ်ဖာသူရတနာပညာရှင်ကလော့ဖုတ်နဲ့အမေရိကန်ကွန်မြူနစ်ရိုစင်ဘတ်နီးမောင်နှံတို့လိုတချို့ကွန်ရက်တီစီကနေအနုမြူပုံနည်းပညာပြည့်ဝချက်တွေကိုရယူခဲ့တယ်လို့တိုင်းပြည်ထဲမှာလည်းယူရေနီယံတူဖို့ဖို့အတွက်လူလက်အကျဉ်းသားထောင်ပေါင်းများစွာကိုတပ်ထုတွင်းတွေထဲမှာအတမစိတ်တိုင်းခဲ့တာဖြစ်ပါတယ်။ဒီလိုနီလန်ပေါင်းသုံးခဲ့တာကြောင့်1949ခုနှစ်မှာဆိုဗီယက်ပထမဆုံးအနုမြူပုံကိုချိန်တိုတွေအောင်မြင်တာဆက်လက်ပြနိုင်ခဲ့ပါတယ်။ဒီအောင်မြင်မှုကြောင့်စတာလင်ဟာဘာရီယာပေါ်ယုံကြည်မှုပိုခိုင်မာလာခဲ့ပြီးဒုတိယဝန်ကြီးချုပ်အဖြစ်သူ့ရဲ့ဩဇာအာဏာနဲ့ကြီးမားလာခဲ့ပါတယ်။တိဝက်ရဲတပ်ဖွဲ့နိုင်ငံရဲ့အဓိကစက်မှုလုပ်ငန်းတွေနဲ့နျူကလ িয়ার စီမံကိန်းတို့ကိုဆက်လက်ကြီးကြပ်ရင်းဘာရီယာဟာစတာလင်ပြီးရင်ဩဇာအာဏာအကြီးဆုံးပုဂ္ဂိုလ်တစ်ခုဖြစ်လာခဲ့ပါတယ်။အဲဒီချိန်မှာစတာလင်ကလွှဲရင်ကျန်တဲ့ပါတီခေါင်းဆောင်တွေစစ်ဗိုလ်ချုပ်တွေနဲ့အစိုးရရရှိများစုဟာဘာရီယာရဲ့ဩဇာအာဏာကိုသိထားနေရတဲ့အခြေအနေဖြစ်ခဲ့ပါတယ်။ဆိုဗီယက်ရဲ့ကြော်ကြားတဲ့စစ်သူကြီးဂျူကော့တော်မှာဘာရီယာနဲ့အခြားတိုင်ပတ်ခေါင်းဆောင်တွေဆွဆွဲမှုတွေကြောင့်စတာလင်ရဲ့တန်ပြတ်ဝင်ခြင်းကိုခံခဲ့ရပြီး1946ခုနှစ်မှာဆိုဗီယက်ကြီးတဲ့ဦးစီးချုပ်ယာလူကနေဖယ်ရှားခံရတာမော်စကိုနဲ့ဝေးကွာတဲ့အိုဒဆာနောက်ပိုင်းယူရိုစစ်ဒေသတွေကိုတာဝန်ပိုင်ရှင်ခံခဲ့ရပါတယ်
ဒီလိုနဲ့ပဲသူဟာအကန့်အသတ်မရှိတဲ့အာနာဆက်ရဲ့အရေးအောက်မှာသူ့စိတ်ထဲအမောက်မိုက်ဆုံးအမှုတွေကိုထပ်ကျူးလွန်ခဲ့ပါသေးတယ်သူကမော်စကိုလမ်းမတွေပေါ်မှာသူမျက်စိကျတဲ့အမျိုးသမီးငယ်တွေကိုတွေ့ရင်တက်တော်ဆန်းကိုပန်းစည်းသွားပေးခိုင်းပြီးအစိုးရအိတ်ခံပွဲစီလာရောက်ဖို့ဖိတ်ခေါ်ခိုင်းနေရှိပါတယ်ဖိတ်ကြားခံရတဲ့အမျိုးသမီးငယ်တွေကလည်းဘာရီယာရဲ့အရှင်ဝါကိုကြောက်လန့်တာရောတာမန်ပါတီပွဲပဲထင်မှတ်တာကြောင့်ပါသူ့အိမ်စီလိုက်ပါသွားခဲ့ကြရပါတယ်ဒါပေမဲ့တကယ်ရောက်သွားတဲ့အခါမှာတော့ဘာရီယာဟာအာနာနဲ့ချင်းချောက်ပြီးအမျိုးသမီးပေါင်းများစွာရဲ့ဘဝတွေကိုအာနာအလွဲသုံးစားလုပ်ကအမျိုးသမီးငယ်များအပေါ်ကိုကျင်တရားတက်ပြားစွာအနိုင်ကျင့်ဆော့ကားခဲ့တာကြောင့်စတာလင်ကိုရန်သမီးဖြစ်သူစပတ်တလာနာကိုဘာရီယာနဲ့လုံးဝမပတ်သက်နဲ့အဲ့ဒီလူရဲ့ကားပေါ်ကိုလည်းဘယ်တော့မှမတက်နဲ့လို့မှားချခဲ့ရတဲ့အထိဘာရီယာရဲ့စိတ်တစဆန်မှုတွေကကြောက်စရာကောင်းခဲ့တာပါဒီလိုနဲ့1951နောက်ပိုင်းမှာစတာလင်ဟာဘာရီယာရဲ့အာဏာကြီးလာမှုကိုတန်တရားဝင်လာပြီး Mingrelium Affair ဒေါက်တာ Plug ဆက်သွယ်ချက်တွေနဲ့ဘာရီယာရဲ့အာဏာကွင်းကိုဖျက်တောက်ခဲ့ပါတယ်ဒါပေမဲ့1953 March လ9 ရက်နေ့မှာစတာလင်ရုတ်တရက်ကွယ်လွန်သွားခဲ့လို့ဘာရီယာကငေါ့စာနဲ့လွတ်မြောက်ခဲ့ပြီးအသက်ဆက်ခွင့်ရသွားခဲ့ပါတယ်ဒါကြောင့်မလို့စတာလင်မရှိတော့တဲ့နောက်မှာတော့ဘာရီယာဟာပြည်သူတွေရဲ့ထောက်ခံမှုရရှိလာအောင်လို့ပြည်ပပြောင်းလဲရေးကောင်းဆောင်ကြီးတယောက်လိုရုတ်တရက်အသွင်ပြောင်းပြကဂူလက်အကျဉ်းသားတန်းကျော်ကိုရင်းချက်လက်ခွင့်ပေးခဲ့ပြီးစတာလင်ချမှတ်ခဲ့တဲ့တင်းကျပ်တဲ့စည်းကမ်းတွေကိုဖျက်လျှော့ခဲ့တာကြောင့်ပြည်သူတွေရဲ့အမြင်မှာပြည်ပြောင်းလဲရေးသမားကြီးတယောက်လိုဟန်ဆောင်နေခဲ့ပေမဲ့တိဝက်လှည့်ဝက်ရက်တက်ဖွဲ့အာဏာကိုအသုံးပြုပြီးတဦးတဲ့အာဏာသိမ်းမှုကြံစည်နေခဲ့ပါတယ်ဒါပေမဲ့လည်းအဲ့ဒီအကြံစီကိုခရူရှက်ကရင်းမိသွားခဲ့တာကြောင့်ဘာရီယာရဲ့လက်နက်ကင် NKV ရက်တက်ဖွဲ့အင်အားကိုရှင်နိုင်ဖို့အတွက်ခရူရှက်ဟာဒုတိယကာကွယ်ရေးဝန်ကြီးစစ်သူကြီးဂျူကော့အပါဝင်စစ်တပ်ခေါင်းဆောင်တွေနဲ့လှည့်ဝက်ပူးပေါင်းခဲ့ပါတယ်ဒီလိုနဲ့1953ခုနှစ်ဇွန်လ26ရက်နေ့မှာတော့ခရူရှက်နဲ့ပါလီခေါင်းဆောင်တွေဟာရှေ့ဂျာမနီသူပူအုံကြွမှုအရေးဆွေးနွေးရန်ဆိုတဲ့အကြမ်းဖက်ချက်နဲ့ကရမလင်နန်းတော်မှာထိပ်သီးအစည်းအဝေးတစ်ခုခေါ်ယူကဘာရီယာကိုဖမ်းဖို့အတွက်အကွက်ကြကြစီစဉ်လိုက်ပါတယ်။ဒါကြောင့်အစည်းအဝေးစတာနဲ့ခရူရှက်ကဘာရီယာရဲ့အာနာသိန်းကြံစီမှုတွေကိုရုတ်တရက်ထဆဆွဲလိုက်ပါတယ်။ဒီလိုခရူရှက်ရဲ့မထင်မှတ်ထားတဲ့ဆွဆွဲချက်ကြောင့်ဘာရီယာအန်လုံးတုံတုံသွားချိန်မှာခရူရှက်ရဲ့အဆက်ပြမှုနဲ့အတူဂျူကော့ရောက်လာပြီးဘာရီယာကိုချက်ချင်းဖမ်းဆီးလိုက်ပါတယ်။ဖမ်းဆီးပြီးတဲ့နောက်မှာတော့အာနာပိုင်တွေကဘာရီယာကိုနိုင်ငံတော်သစ္စာဖောက်မှုအာနာသိန်းရဲ့ကြံစီမှုဗြိတိရှတချို့လုံမှုတွေအပြင်အာနာကိုအလွဲသုံးစားလုပ်ခဲ့တဲ့ကိုကျင်တရားပြတ်ပြားမှုတရားဆွဲဆိုချက်များစွာနဲ့စစ်ဆေးခဲ့တာဖြစ်ပါတယ်။ဒါကြောင့်1953ခုနှစ်ဒီဇင်ဘာလ23ရက်နေ့မှာတော့တချိန်ကအာနာဆက်ကြီးမားပြီးမော်စကိုတခွင်ကြောက်လန့်ခဲ့ရတဲ့ဘာရီယာဟာတနက်နဲ့ပြတ်မဲ့ချိန်ခံခဲ့ကြပြီးတမိုင်းမှာနာမည်စွန်းနဲ့သတိန်သွားခဲ့ရပါတော့တယ်